ဒီကိုသမားကတော့အတင်းအတွက်ကိုကျိုးစွန်ပြီးကိုကာကွယ်ခဲ့တာပါကိုသမားဟာပင်နယ်ဒီကိုကာကွယ်လိုက်နိုင်ပေမဲ့ချက်ချင်းဆိုသလိုပဲနာကျင်လုံးလို့အော်ဟစ်ပါတော့တယ်ပထမတစ်လုံးကိုတားဆီးပြီးတဲ့နောက်သူဟာမြေပြင်ပေါ်မှာလဲကျပြီးငိုကြွေးနေခဲ့တာပါသူ့ရဲ့ပခုံးစစ်ကပြုတ်သွားခဲ့တာဖြစ်လို့ဆေးဖွဲကပြန်ပြီးအံဝင်ခွင်ကြဖြစ်အောင်လုပ်ပေးခဲ့ရပါတယ်လူစားလဲခွင့်တွေလည်းကုန်နေပြီဖြစ်တဲ့အတွက်သူ့အတင်းမှာတခြားရေးချေစရာမရှိတော့ပဲတန်ရာရနေတဲ့သူ့ကိုပဲပင်နယ်ဒီဆုံးဖြတ်မှာဆက်ပြီးအသုံးပြုခဲ့ရပါတယ်ဒီလိုအခြေအနေမျိုးမှာတော့သူဟာနောက်ထပ်ပင်နယ်ဒီတစ်လုံးကိုထပ်မံကာကွယ်ပေးခဲ့ပြီးသူ့အတင်းကိုနောက်တစ်ဆင့်တက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်ဗျာနောက်ထပ်ဖြစ်ရတစ်ခုမှာတော့ကိုသမားဟာတစ်ဖက်ကစားသမားဘက်ဘက်ကိုကမလဲဆိုတာတိအောင်ပြည့်ရတုံးခဲ့ပါတယ်ဘယ်ဘက်ကိုခုံရမလဲဆိုတာဝေခွဲမရဖြစ်နေချိန်မှာကိုနောက်မှာရက်နေတဲ့အသက်ဆက်နှစ်အရွယ်ဘောလုံးကောက်လေးတယောက်စီကနေအကူအညီတောင်းလိုက်ပါတယ်အဲ့ဒီကလေးကဘယ်ဘက်ကိုခုံဖို့ပြောခဲ့ပြီးတကယ်တမ်းမှာလည်းတစ်ဖက်ကစားသမားကအဲ့ဒီဘက်ကိုပဲကန်ခဲ့တာပါသူဟာဘောလုံးကိုကာကွယ်နိုင်ခဲ့ပြီးပွဲရဲ့သူရဲကောင်းဖြစ်လာခဲ့တာပေါ့ပင်နယ်ဒီကမဲ့သူရဲ့အာယုံကိုလွှဲဖို့အတွက်ကိုတိုင်နှန်းကိုလမ်းဆွဲပြီးတွဲလောင်းခုန်နေခဲ့တဲ့ကိုသမားတယောက်လည်းရှိပါသေးတယ်တိုင်လူကြီးကသူ့နောက်တဲ့မှာရှိနေပေမဲ့အစပိုင်းမှာတော့ဘာမှမလုပ်ခဲ့ပါဘူးတိုင်လူကြီးကသူ့ကိုမင်းဘာလုပ်နေတာလဲဆိုတဲ့ပုံစံမျိုးနဲ့ပခုံးကိုပုတ်ပြီးတတိပေးရတဲ့အထိသူဟာ10စက္ကန့်နီးပါးလောက်တွဲလောင်းခုန်နေခဲ့တာပါနောက်ဆုံးမှာတော့တစ်ဖက်ကစားသမားကိုအာယုံနောက်အောင်တစ်ဖက်ကိုတိုးလိုက်ဘောလုံးကိုလက်ညှိုးထိုးပြလိုက်လက်ဟန်ချေဟန်တွေအလွန်ကျွံလုပ်ပြလိုက်နဲ့အာယုံလွှဲနေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ဗျူဟာတွေဟာမအောင်မြင်ပဲလူပြက်တယောက်လိုပဲအဆုံးသတ်သွားခဲ့ရပါတယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီး Yonero ရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှတ်သွားပါအောင်နော်